အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ချိုချိုချင်းချင်းလေးနဲ့ခလေးလူကြီးအကုန်ကြိုက်တဲ့ချိုချင်းကြော်နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာချိန်3မိနစ်လောက်ပေးပြီးတော့လွယ်လွယ်ကူကူနဲ့အိမ်မှာလိုက်ကြော်စားကြည့်ကြပါအောင်ခင်ဗျာချိုချင်းကြော်မှာတော့ဝတ်သားကိုအသုံးပြုပြီးတော့ကြော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာအရင်ဦးဆုံးဝတ်သားလေးတွေကိုအနေတော်စလိုက်ပြားလေးတွေလှီးပေးထားမှာဖြစ်ပါတယ်မုံလာဦးနီထည့်မယ်ကျက်သွန်နီထည့်မယ်ခရမ်းညင်နီထည့်မယ်တခွားသေးလေးတွေထည့်မယ်ရွှေပဲလေးတွေထည့်ပါမယ်အသီးရွက်ကတော့ကိုစားချင်တာကိုထည့်လို့ရပါတယ်နက်နက်သီးတို့ပန်းမွန်းတို့စားရှိသီးတို့ကိုထည့်လို့ရပါတယ်ခင်ဗျာဒါလေးကတော့ချိုချင်းစော့မှာသုံးမယ်ပါဝင်ပစ္စည်းလေးတွေဖြစ်ပါတယ်ချီတိုစော့သုံးမယ်တော့ခရမ်းညင်စီစော့သုံးမယ်ဒါလေးကတော့လိမ္မော်ဂျူစီလေးသုံးလိုက်ပါမယ်လိမ္မော်ဂျူစီမှာကကျွန်တော်ကတော့အချွေပဲသုံးပြပေးမှာဖြစ်ပါတယ်ကြက်ဥတစ်လုံးသုံးမယ်ကော်မုံလေးသုံးပါမယ်ခင်ဗျာအရင်ဦးဆုံးအသားကိုရတာစပြီးနေပါမယ်စက်သားမုံလေးထည့်မယ်စီမွေးငွေကောင်းလေးထည့်ပါမယ်ခင်ဗျာအရသာလေးထည့်ပြီးလို့ရှိရင်တော့တမတော့အောင်နေပေးလိုက်ပါမယ်ခုလိုနေပြီးဆိုလို့ရှိရင်တော့ကော်မုံလေးထမင်းစားသွန်းတစုံတတာလေးထည့်ပါမယ်ကော်မုံလေးထည့်ပြီးဆိုလို့ရှိရင်တော့ကြက်ဥတစ်ဝက်လောက်ထည့်ပါမယ်တစ်လုံးရဲ့တစ်ဝက်ပေါ့နော်ကြောက်လေးထည့်ပြီးတော့ကျွန်တော်တို့စီစီလေးဖြစ်သွားအောင်လို့နေပေးရမှာဖြစ်ပါတယ်ခင်ဗျာအသားလေးတွေခုလိုရတာနေပြီးလို့ရှိရင်တော့စီအနှဲငယ်ပူတွေထဲမှာတစ်ခုချင်းစီထည့်ပြီးတော့ကြော်ပေးရမှာဖြစ်ပါတယ်အလုံးလိုက်ကြီးထည့်လို့မရပါဘူးအလုံးလိုက်ကြီးထည့်လို့ရှိရင်ထွထွေးဖြစ်သွားတတ်ပါတယ်ခုလိုတစ်ခုချင်းစီထည့်ပြီးဆိုလို့ရှိရင်တော့ဇွန်လေးနဲ့မှုပေးရမှာဖြစ်ပါတယ်ခင်ဗျာစသားလေးတွေရဲပြီးတော့ခုလောက်နေတာလေးကျွတ်လာပြီဆိုလို့ရှိရင်တော့အသီးရွက်တွေထည့်ပါမယ်ခင်ဗျာအသီးရွက်ကိုတော့ခရမ်းညင်သီးကိုမထည့်ဘဲနဲ့ကျန်တဲ့အခြားသီးရွက်တွေအကုန်လုံးရိုးထည့်လိုက်ပါမယ်စီပူလေးအနှဲငယ်3မိနစ်လောက်ထိုးပေးပါမယ်ခင်ဗျာ3မိနစ်လောက်မှုပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့စကားလေးနဲ့ပြန်စစ်ထားပေးရမှာဖြစ်ပါတယ်။ကဲအခုလိုမျိုးအသားတွေအသီးရွက်တွေစီပူထိုးပြီးဆိုလို့ရှိရင်တော့ချိုချင်းစော်လေးဆက်ပါမယ်။အရင်ဦးဆုံးချီတိုစော်တမင်စားဆုံး2စွန်းလောက်ထည့်ပါမယ်။ခရမ်းညင်သီးစော်ကိုတော့တမင်စားဆုံး1စွန်းသက်သာလေးထည့်ပါမယ်ခင်ဗျာ။ဒါကတော့လိမ္မော်ချိုရည်ကိုကျွန်တော်တို့ပလင်းရဲ့3ပုံပုံတစ်ပုံထည့်ပေးရပါမယ်။ဒါတပွဲတာပေါ့နော်။ကဲစားလေးတစ်ပစားဆုံးနဲ့1စွန်းစာနီးပါးထည့်ပါမယ်။တကြားလက်ပကြားစုံနဲ့2စွန်းစာနီးပါးထည့်ပါမယ်။ရှောက်ရည်ကိုတော့တမကြားစုံနဲ့1စွန်းထည့်ပါမယ်ခင်ဗျာ။ကဲပေါင်ပစ္စည်းအားလုံးထည့်ပြီးပါပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေသမတ်တော်မှုလိုက်ပါမယ်။မီးအေးလေးနဲ့ပဲမှုပေးရမှာဖြစ်ပါတယ်ခင်ဗျာ။စီဒီဘာမှထည့်ကြမလို့ပါဘူး။ချုံမုံတွေဘာမှထည့်ကြမလို့ပါဘူး။ကဲခုလောက်နေတာလေးစော်လေးပြပြကလေးရလာပြီဆိုလို့ရှိရင်တော့စီပူထိုးထားတဲ့အသီးရွက်တွေထည့်ပြီးတော့သမတ်တော်မှုပေးလိုက်ရမှာဖြစ်ပါတယ်ခင်ဗျာ။အသီးရွက်မထည့်ခင်မှာရတာတစ်ခါလေးမြည်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ကိုကချင်းချင်းလေးကြိုက်တယ်ဆိုလို့ရှိရင်တော့ရှောက်ရည်ပူထည့်လို့ရပါတယ်။ကျွန်တော်ကတော့အချင်းရတာပုံရုံလောက်ပဲထည့်ပေးတာဖြစ်ပါတယ်ခင်ဗျာ။ကဲခုလောက်နေထားလေးသမတ်တော်မှုလိုက်ပြီဆိုလို့ရှိရင်တော့ချိုချင်းကြော်လေးရပါပြီခင်ဗျာ။ကိုကဒီနေရာမှာအရင်ရွှဲရွှဲလေးကြိုက်တယ်ဆိုလို့ရှိရင်တော့မိပေးလို့ရပါပြီ။6လေးကြိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်လိုမျိုးဆက်လိမ့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ကဲပကံလေးနဲ့ထည့်ပြီးတော့သုံးဆောင်လို့ရပါပြီခင်ဗျာကြည့်ရှုအားပေးနေတဲ့ဒုတိယတိုင်ကိုတကယ်စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုလေးတွေကိုကြိုက်နေတဲ့တယ်ဆိုလို့ရှိရင်တော့ like and share လုပ်ပေးသွားဖို့တောင်းဆိုပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်